professional จิตမာတရားဖြစ်ဖို့အတွက်ဆိုလို့ရှိတိုက်ကြည့်တွေပုံမှာဘယ်လိုစိတ်ထားမျိုးထားသင့်လဲဆိုတဲ့ဟာအရင်မေးချင်တယ်ကိုတိုက်ချက်ကတော့ဟိုကျန်တဲ့ကောင်တိုက်လို့ရှိရင်ကွာဝိုင်းထဲမှာတကောင်တော့နိုင်မယ်တကောင်တော့ရှုံးပါပဲဟုတ်လားများသောအားဖြင့်လူတွေကနိုင်တဲ့ချက်ကိုချက်ကောင်းလို့တော်တော်များသတ်မှတ်တယ်ဒါပေမဲ့နိုင်တဲ့ချက်တိုင်းမကောင်းဘူးကံတရားကြောက်ဆိုလည်းကောင်းကျမ်းမာရေးကြောက်ဆိုလည်းကောင်းအကြောင်းမျိုးမျိုးကြောက်သူနိုင်သွားတာရှိတယ်ဟိုတချို့ကအရှုံးကိုလက်မခံနိုင်တဲ့လူတွေပေါ့ကွာကြက်ရှုံးသွားပြီဆိုရင်ဒါကိုလက်မခံနိုင်ဘူးအမှန်မှာတို့အဲ့ဒါပြောမှဆိုရင်တိုက်ချက်ရဲ့ချက်တိုက်တဲ့ချိန်မှာလူတွေကဘာတွေပါလာလဲဆိုတော့ပတ်စံတွေရောမာနတွေရောတိတ်ခါတွေရောအတ္တတွေပါလာတာပေါ့ကွာဟုတ်ကဲ့ငါဟာပဲဖြစ်စေခြင်းနဲ့ငါဟာပဲနိုင်ခြင်းနဲ့အဲ့လိုရှုံးသွားတဲ့ခါကြပြန်တော့လေကြက်ကိုဟိုပြိုင်ပွဲတစ်ခုမှရှုံးသွားတဲ့တရဝါတကောင်လို့သဘောမထားဘူးဒီကြက်ငါ့အကျိုးမပေးဘူးဒီကောင်ငါလုံးငါဆောက်ချက်ကွဲတယ်ဒါမျိုးတွေပေါ့ကြက်ပုံအဖြစ်ပုံတယ်ဟုတ်ပြီကြက်ရှုံးတာကိုဘယ်လိုသဘောထားလဲကြက်ပုံမှာအဲ့ဒါကြက်စမွေးတဲ့ကနေစပြီးတော့ငါဒီကြက်ပုံမှာဘယ်လောက်ထိပေးဆက်လိုက်လဲသူ့ကိုလွယ်လွယ်ပြောရင်ကွာခွတ်နိုင်ခံနိုင်အောင်သူကျမ်းမာရေးကောင်ငါဘယ်လောက်ထိသူပြုစုတာလဲဘယ်လိုမွေးယူတာလဲအဲ့ဒါတွေကိုကိုပြန်မသုံးတတ်ဘူးမသုံးတတ်ပဲနဲ့ရှိသလောက်အပြစ်ကိုအားလုံးကြက်ပေါ်ပုံတယ်ဒါဗမာပြည်ကြက်သမားထဲမှာ100မှာ80လောက်ကအဲ့ဒီသဘောထားကြတာဟုတ်ကဲ့အဲ့ဒီဟာမှားနေတယ်ဒီကြက်တကောင်ကပြိုင်ပွဲတို့ကဗဇက်လေးနဲ့တိုက်တယ်ပတ်စံလေးနဲ့တိုက်တယ်ဒါပဲသူတို့ကအသက်လူပွဲထိုးရတာဟုတ်လားသူတို့ကဘယ်ရှုံးနေမှာသူတို့နိုင်နေတာပေါ့ဒါပေမဲ့သူတို့ကိုယ့်ထက်ပိုကောင်းရင်တော့လည်းကောင်းကိုယ့်ထက်ပိုကောင်းလို့ရှုံးရတဲ့အရှုံးတော့ကြက်သမားတိုင်းလက်ခံရမယ်ဒါကိုယ့်ထက်ပိုကောင်းလို့ကိုယ့်ထက်ပိုမကောင်းမဲနဲ့လူကြောင့်ရှုံးတဲ့အရှုံးဆိုရင်လူကြံလို့ရှုံးတဲ့အရှုံးဆိုရင်အပြစ်ကိုကိုယ်ဝန်ခံရရမယ်သူကအသက်လူပွဲတော့သူ့အသက်ကြီးတော့ရင်းပြီးကိုယ်ကိုလှုပ်ပေးနေကွာကိုကအပြစ်လေးကြတော့ဝန်မခံချင်ဘူးဒါကြက်သမားတော်တော်များများဒီဟာရှိတယ်နောက်ကြက်တကောင်ကိုတိုက်တင်လားမတိုက်တင်လားကိုမဆုံးဖြတ်ဘူးတို့ကဟာ21ရက်မွေးမဲ့တိုက်မယ်ဟို14ရက်မွေးမဲ့တိုက်မယ်ဒါမျိုးတွေပဲတို့မှသွားကြတယ်တမျိုးကြပေါ့ရှေ့ဒီတိုင်းသွားကြတော့ကွာဟုတ်ကဲ့အဲ့ဒါတွေကတော်တော်မှားနေတယ်ကြက်ပေါ်မှာငါကြက်ဒီတိုက်ပွဲဝင်မှုအစင်းသေးဖြစ်ပြီလားမဖြစ်သေးဘူးလားအဲ့ဒါကိုဝေခွဲနိုင်မှုလို့လေကြက်သမားလုံးမဲ့ဆိုရင်ပေါ့လေဟိုကိုယ်တိုင်လည်းနားလေအောင်လုပ်ရမယ်ပြီးတော့ကြက်ပေါ်မှာလည်းကိုကဟိုတရိတ်ဆန်တကောင်လို့မဟုတ်ပဲနဲ့ကိုယ့်ရဲ့ဘယ်လိုပြောမလဲကိုယ့်ရဲ့တင်နန်းသားတယောက်လို့တော့လည်းကောင်းကိုယ့်ရဲ့သားသမီးဆိုတော့လည်းကောင်းအဲ့လိုပြုစုစောင့်ရှောက်မှုတွေလုပ်ရမယ်မလုပ်ပဲနဲ့ဟိုကြက်တိုက်လို့အဆင်မပြေဘူးကွာဒါဝေတိုက်တဲ့အဆင့်တို့ဟိုတန်းတိုက်တဲ့အဆင့်ကိုပြောတာနော်တန်းတိုက်တဲ့အဆင့်မဟုတ်ပဲနဲ့ငငယ်တွေကမွေးမယ်ဆိုရင်ဒီကြက်ကိုတော်တော် view ဆိုင်ရတယ်ဘာလို့လဲကြက်တဲ့ကောင်ကထောက်လျှောက်ကျမ်းမာရေးကောင်မှာသူကတိုက်ချက်ဖြစ်တာဟိုကိုမဟိုလိန်ဒီလိန်ဟိုချောင်းခိုးအိတ်ဒီချောင်းခိုးအိတ်တဲ့ကြက်တဲ့ကောင်ကဟိုအသက်အရွယ်ရောက်လာလို့ तू ကခွတ်တော့ခွတ်လိုက်မယ်ဒါပေမဲ့ဒီကြက်တိုက်ချက်မဖြစ်ဘူးအဲ့ဒါကိုကြက်မွေးတဲ့လူကကောင်းကောင်းသိဖို့လိုတယ်ဟာလားကောင်းကောင်းသိပြီးတော့ငါဘယ်လိုမွေးရမယ်ဒီကြက်ကတိုက်တင်လားမတိုက်တင်လို့လားဆုံးဖြတ်မယ်ဒါအားကစားသမားပဲသူကအားကစားသမားတယောက်ကပန်းနာရင်ကြက်တယ်ဒုက္ခိတအားကစားပွဲဝင်ပြိုင်လို့အဆင်မပြေဘူးဟိုဒုက္ခိတပြိုင်ပွဲတွေတော့ရှိတာပေါ့ကွာဟိုဒီဒုက္ခိတတွေကိုမတန်ဆွမ်းတွေကိုပြောတာမဟုတ်ဘူးเนาะသူတို့တော့ပြိုင်ပွဲရှိပြီဆိုပေမဲ့အခုဒုတိုက်နေတဲ့ကြက်တိုက်တယ်ဆိုတာဟိုတန်ဆွမ်းတဲ့ဟာတွေပြိုင်တဲ့ပွဲအဲ့ဒီပွဲမှာကြမ်းကြမ်းမတန်ဆွမ်းကြက်တွေပဲတိုင်ဝမ်ရောက်တင်တယ်လို့ထင်တယ်အဲ့ဒါလူပေါ်မှာအများကြီးမူတည်တယ်အဲ့ဒီအဆင့်ကိုမလုံနိုင်ရင်ကြက်မတိုက်နဲ့ဒါပဲရှိတယ်လူများဒုက္ခပေးသလိုဖြစ်မှာလေဒါတွေကသူလည်းအသက်နဲ့ခန္ဓာကိုယ်နဲ့သွေးနဲ့သားနဲ့သူ့ဒုက္ခပေးသလိုဖြစ်မှာပဲအဲ့ဒီအဆင့်တွေကိုမကြော်ဖြတ်နိုင်ဘူးမလုံနိုင်ဘူးရှင်းရှင်းပြောကိုယ့်အရေးချင်းမရှိမလုံနိုင်ကွာဒီလုံတွေအဲ့ဒါအကောင်းဆုံးပဲစိတ်ချမ်းသာတယ်နောက်မလို့ရှိရင်ဟိုသူဝေလိုက်တဲ့ကြက်ပိုင်ရှင်လည်းစိတ်မကောင်းဘူးသူလည်းအဆင်မပြေဘူးစိတ်ထဲမှာဘယ်လိုမှအဆင်မပြေဘူးအဲ့ဒါမျိုးတွေပေါ့ကြက်ပေါ်မှာလည်းကိုမပေးဆက်ခြင်းဒီလိုမလုံနိုင်အဲ့ဒါအကောင်းဆုံးပဲနောက်တစ်ခုထပ်ပြောချင်တာကြက်ကိုဘယ်လိုစိတ်ထားမှာဆိုရင်ကြက်တိုက်ခြင်းတဲ့လူတယောက်ကတိုက်ကြက်ကိုလို့တိုက်ကြက်တစ်ကောင်ကိုတိုက်ကြက်လို့မွေးနိုင်မှာကြက်တိုက်အဲ့လိုပြောချင်တယ်ကိုကဟုတ်ကဲ့ဟုတ်ကဲ့ဒီဟာဆိုရင်တော့တော်တော်ပြည့်စုံပြီလို့ထင်တာပဲဒီမေကွန်းတော့လေဟုတ်ကဲ့ဒါဆိုရင်ဒါအချုပ်ပြန်ပြောပြန်ကျွန်တော်အနေနဲ့ပြန်သုံးသပ်ရလို့ရှိရင်ကိုကကြေးတကောင်ယူသွားပြီးတော့ပြန်ပဲမှသွားပြိုင်တယ်ရှုံးလာလို့ရှိရင်လည်းသူ့ကိုမပြိုင်ခင်တော့လို့ view site တို့လိုမျိုး view စုတို့လိုမျိုးရှုံးလာပြီးတော့အခြေကြတော့လည်းသူ့ကိုလိုအပ်တဲ့ facility လူတွေမှာဆိုဆေးရုံလုပ်ပေးရမှာပေါ့လုပ်ပေးရမှာလိုအပ်တဲ့ facility အပြည့်စုံထားပေးရမယ်ဟိုပြစ်ရှုံးလို့ပြစ်ထားတယ်ဆိုတော့သူ့အယုတ်ဆေးရုံတစ်ခုလိုမျိုးမစစ်ဆန်ပဲနဲ့ပေါ့မှန်တာပေါ့ဆေးရုံတစ်ခုလိုမျိုးမစစ်ဆန်ပဲနဲ့သူ့ကိုလည်းဟိုသွေးနဲ့သွားနဲ့ဟိုတလိဆန်တခါကလူသားတယောက်လိုမျိုးပဲသွေးပြီးတော့ဆက်ဆံတက်တယ်ပေါ့နော်မှန်တာပေါ့ तू ကပြိုင်ပွဲဝင်တဲ့လူတယောက်ပဲလေဟုတ်ကဲ့သူ့ကိုပြစ်တာလို့ရှိရင်
ဘယ်လိုလဲဒါတွေကကိုယ်ဟိုဒိုးမှပြောနေကြက်ကြမ်းစုတယ်ကြက်ကြမ်းစုတယ်ဆိုတာအဲ့ဒါတွေပဲလေအဲ့လိုတွေဖြစ်ကြတာပဲ ဟုတ် တနေ့ကိုယ်ဒီကောင်တွေကပြန်နှိပ်စက်တာပဲ မှန်တယ် ကိုကစေတနာအပြည့်ထားလို့ရှိရင်တနေ့အကျိုးပြန်ပေးတယ်ကွာတေးကြပါအဲ့ဒါမယုံမရှိနဲ့ငါအကောင်ကြီးအများကြီးစမ်းပြီးသွားပြီဒါတွေက ဟုတ်